တကယ်အားခဲတဲ့တို့တို့ရဲ့ဖျားပွဲတော်ကြည်ညိုတရားရွှေကြည်မလုံးနဲ့ကုသိုလ်ရေးမှုပြောသာသနာရောင်းဝါလေးတော်တဘာဝတော်တလေးမှုတော်ဒီစကားလေးတွေသူပြောပြောချစ်တဲ့လူနဲ့တော့လိုက်ဖို့ခေါ်တော်မင်းဖျားပွဲတော်ကလေးပြည်စံ